မလေးပြုတ်စားမယ်ကြော်စားမယ်တုတ်စားမယ်ဖုတ်စားမယ်မင်္ဂလာပါစိုင်းမို့ပိတ်တဲ့တရားမနိုင်ဘူးပြိုစိုင်းမို့ဘလောက်ထိချစ်လဲဆိုတာလဲအရန်အံ့ဩဖို့ကောင်းတယ်ဗျာလက်ဖြားခါလောက်တယ်နော်မင်းသားလေးကလည်းသူကလည်းဘယ်လိုပြောမလဲချွဲတတ်တယ်နောက်ကျရင်လည်းသူကရားတဲ့ဟာအကုန်တဲ့ရပဲဆိုတော့အကုန်လုံးကလည်းဗျာသိရမလားနော်စိုင်းမို့ဆိုပြောမယ်ဆိုရင်ဟိုစီစားငရုတ်ချက်တော်အသီးအကုန်လုံးအဝေးစားနော်ဆိုတော့အကုန်လုံးမင်းသားယူပါနော်မင်းသားအခုပြောမယ်ဆိုမိမယူရင်တော့မှယူလို့ရနေဗျာတရားနော်ဆိုတော့ဒီဘာတွေဟိုးကြလဲဆိုတာကျွန်တော်တို့ကြည့်ကြမယ်ဗျာအကြတော့ဥမိတ်ပြရစိတ်တလုံးမွေးနေတယ်မွေးနေရတယ်စိတ်လုံးပြရပတ်ပြောတာတော့ကျွန်တော်လည်းဈေးပြန်ပြေးနေတယ်အော်စိတ်ရောင်းမဆောင်ဘူးတုတ်စားရရတယ်ငါပြီးနေပေါ့မယ်ပါလေဟောတော့ကျတော့ဆိုတော့ပေါ့ရောMB ကြီးကတကယ်ရိုးသားရင်နော်တောသူမာကြီးသူတို့ရဲ့ခြံထွက်နေသူရဲ့တဲ့တီးရနော်တကယ်သူ့သားလေးလိုမျိုးပဲဟိုပပွက်ကြားကြီးနဲ့နော်အညာသူမာကြီးထင်တယ်ဟိုးကျင်တာလေဟိုးကျင်တာဩစာကြီးအတော့ဟိုးကျင်တာခဏလေးနော်တမီးလည်းကျွန်တော်လည်းဒီကြောရတယ်လို့ရတယ်ဒါလည်းကိုယ်ရတာပါလေစိတ်တလုံးစိတ်တလုံးမင်းသားလည်းမကြိုက်ရှာဘူးနော်ဟုတ်ပြီဟောဘိုးလို့ချင်လို့ဟိုးလေโอ้စိတ်ချမ်းသာတည့်တော့ဟိုးပါအပေချရှင်းပြနေရနော်သူသားလေးလိုမျိုးပဲဆွဲပြီမင်းသားလည်းအကုန်တဲ့တာပဲစားလို့တော့မတဲ့ခိုင်းစိတ်မချလို့နော်စားလို့တော့မတဲ့ခိုင်းစိတ်မချလို့သူကြီးပဲဆွဲသွားတာနော်ဟုတ်နေပြီဆိုင်းမိုးနဲ့ဆိုင်းမိုးပြိတ္တကတော့မနိုင်စိမ့်နေပဲကဲနောက်တစ်ခါကျတော့ကျွန်တော်ဘာအတီးရရှိအောင်မလဲနော်မင်းသားကလည်းအတီးရွက်တွေဆိုရင်တော့တိတ်မကြိုက်ပါဘူးနော်အစားတောက်ဆိုရင်လည်းတိတ်မစားရှာဘူးနော်မင်းသားလေးကအားကြောင့်မို့တဖြည်းဖြည်းနဲ့ပိန်းနေရနေတူပဲနော်စကြည့်အောင်ဗျာဒီလိုကောလုံးသူမှမရဘူးမင်းမရလားဒီမှာငါကြော်လေးကိုချစ်လို့တဲ့ကိုဆိုင်ကိုချပြီးပါဦးငါကြော်လေးကိုဆိုင်မိုးနဲ့တွေ့မှာဆိုင် DATE တိုးလိုက်တာကျောင်းမှုတိုးလိုက်တာကျောင်းမှုချန်တယ်တော့အားရှိအောင်ကျောင်းမှုတွေလာပြန်ဟုတ်ပြီကောပြုတ်စားမယ်ကြော်စားမယ်တုတ်စားမယ်ဖုတ်စားမယ်အားလုံးဖုတ်စားမှာတူတာဘာကြီးလားဆိုင်းမိုးဖွဲ့ရအောင်မှလိုက်ရင်ကောင်းမလားမသိဘူးနော်မျိုးစုံပြောင်းမှုအများကြီးဆိုတော့ကျွန်တော်တို့တမနဲ့ကွာပြုတ်ပြီးတော့စားမယ်ဟုတ်ပါတယ်ဟုတ်ဘာတွေးလို့ကျွန်တော်ပြောတာရှင်းရှင်းလေးဘာကြီးလားပြုတ်နေပါမင်းသားလေးကသဘောရိုးနဲ့တွေးရပြောတာပါဟုတ်တယ်မလားမရင်ပထမတည့်ကိုကျွန်တော်ပြုတ်စားမယ်ဟုတ်တယ်ဒုတိယတည့်ကိုကျွန်တော်တုတ်စားမယ်ဟုတ်တယ်တတိယတည့်ကိုကြော်စားဟုတ်တယ်သုတ်တည့်ကိုဖုတ်စားမယ်စားဘူးလားညီရဘာလို့လဲစားလို့ပြန်လာဟုတ်တယ်တော့ဘယ်တော့ခဲလဲကတော့လက်တွေပါဘူး sorry နော်ကျောင်းလေးဖုတ်စားတာပဲအပြစ်ကြီးကြနေတာပဲညီမွေးတယ်လေမတူအဲ့ဒီတင်ရဟုတ်တယ်မလားညီမဟုတ်တယ်ဟုတ်တယ်ပြောင်းမှုတွေစားပြီးတော့ကျွန်တော်တို့အားနေချီတော့ကျွန်တော်တို့ကိုခံအားကိုရန်ကောင်းတယ်ကျွန်တော်တို့သူ့လိုပြောင်းကြည့်စားညီလေးဆိုင်မွေးရေဒီမှာကိုကောင်းဒုက္ခရောက်နေလေညီလေးဆိုင်မွေးကိုကောင်းဒုက္ခရောက်နေအဲ့လိုဒီမဲ့အစုလိုက်ပြန်ပါတီဆိုပြီးတော့ကိုလာပြီးတော့ကိုအားရဝမ်းတာပေါ့အေးပါရပြီလို့ပြီးတော့အပေါ်ရောက်မှာဘာပြောလဲမှတ်တော့ဘာပြောလဲအဲ့ဒါဆရာတော်ဟဲ့တဲ့ကျွန်တော်တို့ဆရာတော်မကြီးရေမိုးရေစက်ကလေးလာချင်းချင်းချင်းအနန်းတော့ခံရမှာပေါ့ကွာလူရှင်တော်ကတော့ချင်းချင်းပါဆိုင်မိုးနဲ့တွေ့မယ်ဆို DATE ဒိတ်ဒါပဲလားပြောင်းမှုပြုတ်ကြည့်ရမလားတုတ်ကြည့်ရမလားဖွင့်ကြည့်ရမလားပြောဘာလို့စားကြည့်လို့စားမှာကျွန်တော်တို့ဖုန်းစားမှာလုပ်ပြီးသားပဲအမမီလေကြည်စမ်းလိုက်လေကြည်စမ်းငါပြောမဲ့ဟာကြီးပြောနေလူရှင်တော်တော့မှာပဲမတိုင်းဆိုရဆိုမကနေမှာနော်စူးစမ်းလာမယ်ဆိုတော့ LATE လေး ရှင်နေမမောမရှိ HATE ဟေးစီသားလေးထားကြည့်မယ်လေးမင်းသားမကြိုက်ရှာဘူးနော်တစ်ဖက်အုပ်ကိုတော့ဖွင့်လိုက်ပြီနော်ဒီမှာစားတော့ခန်းချင်းတီအလုံးလိုက်ကိုဘယ်လိုစားတော့လဲကြည့်လိုက်တယ်နော်ဘယ်လိုစားတော့လဲကျွန်တော်တစ်ချက်ရှိုးကြည့်အောင်နော်ကဲစားကြပါဦး
စားကြပါအောင်ဆိုသူကြီးပဲစား နဲ့မှာပြောနေတာ ဆောင်း ဟုတ်ကဲ့ပေါက်တာ ဆောင်း ကောင်းတယ်ကိုလာသားကြည့်ပါလား မရတော့ ဘိုက်တောင်စားလိုက်ကွာအမမစားသေးပါဘူးဆို အာလက်ဖက်တော့မကြလက်ဖက်တွေမတည့်ဘူး ပိန်းနေနော်မျက်နှာကြီးများဖောင်းကားပြီးတော့စိုင်းမှုလည်းတစ်ဖြည်းဖြည်းနဲ့ မလေး အိုးဟိုး စားတော့ဆိုင်ဘောစားတော့ အသေးပြန်ပြီသေးပြန်ပြီ ဆိုင်တော့သေးသေးလေးရှိပါမယ် သူကလို့မင်းသားသူကလို့သူတဲတာနော်စိတ်ချရတယ်အဲ့တစ်ပေါက်ကတော့နော်အသေးတစ်ပေါက်ကတော့ နော်တော်လေးပြီးတော့ဝဲတာနေကြတယ်သူတို့အဲ့ဒါမင်းတို့အသေးသေးမွေးရဆိုင်အဲ့လက်ဖက်ကမစစ်လို့မင်းတို့အဲ့လိုအကြိုက်ချာလာရတယ်တတ်တဲ့တဘော သူချမ်းကြီးဒီတက်ပြီး2မိနစ်3မိနစ်လောက်ဝါနေရ ဒုက္ခရောက်ရင်လက်ခုပ်တော့ ဘာမှမပြောနိုင်သေးဘူးဟုတ်ကဲ့ပါအခုကတော့ဒီဆိုင်းမှုပေါ့နော်ဆိုင်းမှုရဲ့ပြိသက်တွေမနိုင်စိတ်နေပေါ့နော်ဆိုတော့ဒီစုချတာတေးအသီးတို့အသီးတွေလည်းဆုံးလို့နော်မင်းသားလေးကလည်းမကြိုက်ရှာပါဘူးနော်အရှိမစားပြတယ်သူလည်းဗိုက်စာနေလို့နဲ့တူပါရဲ့နော်တနာပါတယ်နော်ဆိုတော့ဒီအရင်ချစ်စရာကောင်းပါတယ်ဒါလေးတွေကဒါဆိုင်းမှုရဲ့ပြိသက်တွေနဲ့ဆိုင်းမှုနဲ့စီစီလုံးလုံးရှိတာနော်မင်းသားကလည်းဟိတ်ဟန်မရှိဘူးနော်ပြိသက်တွေပေါ့နော်ဆိုတော့ပြိသက်တွေကလည်းတကယ်ခုနကအညာတူမာကြီးဆိုတကယ်သူ့ဟိုတားလေးလိုမျိုးပဲเนาะတေချာရှင်းပြပြီးတော့เนาะသူ့ရဲ့ယူသားမှုပုံစံလေးနဲ့ပေါ့เนาะမင်းသားကလည်းဒါဟိုရှိရဲ့လူပတ်စံရှိရဲ့လူတွေမှာဟိုနေဖြစ်တာမဟုတ်ဘူးเนาะဒီတေအသီးလေးလာပြီးတော့မှသူတေတေချာချာလက်ခံယူရပေါ့เนาะဒါဆိုင်းမှုရဲ့အားတချက်လေးပေါ့เนาะဟုတ်ကဲ့ပါနောက်နေ့တွေမှာလည်းဒီဆိုင်းမှုရဲ့เนาะဒီချစ်စရာဗီဒီယိုလေးနဲ့ပြန်တွေ့ပါအောင်မယ်